နောက်တစ်ခုကကျွန်တော်ရဲ့ team လေးကိုပြမယ်ပေါ့နော်ကျွန်တော်ရဲ့ team လေးမှာဆိုရင်ဒီမှာပါဒါတော့လက်ရှိထားလာတဲ့ဒီ bus team ပေါ့နော် bus team မှာကျွန်တော်တိုက်စစ်မှာပုံစံကတော့ကျွန်တော်ဒီ3142ပေါ့နော်ကျွန်တော်တိုက်စစ်2ယောက်နောက်တန်း3ယောက်ဆိုတော့အလယ်မှာတော့4ယောက်နဲ့ defense DMF ပေါ့နော်defense mate 1ယောက်နဲ့ဆိုတော့တိုက်စစ်မှာတော့မပေးဟာလန်2ယောက်လုံး rated 96လေးဒီပဲ match ဖြစ်ပြီးသားအဲ့2ယောက်ကိုထားဆိုတယ်ဆိုတော့ attack မှာတော့ကျွန်တော် game branch ရှိမယ် cocktail hole ရှိမယ်ပေါ့နော်ဆိုတော့မနက်ပြောရင် cocktail hole လို့ဘာလို့ကလက်ရှိမှာစောင့်နေသေးပေမဲ့တိတ်ပြီးတော့နာမည်မကြီးတော့ဘူးနော်ဒါဆိုရင်ကြာပါပြီဒီ cocktail hole ဆိုလဲဆိုတော့ဝယ်ထားကြပြီ B branch ဆိုလဲဒါ Mercedes လက်ထက်တွေကဝယ်ထားတဲ့ D branch ပေါ့နော်ဆိုတော့တို့နှစ်ယောက်လဲ ready match ပဲတယောက်က94တယောက်93နောက်တစ်ခုကတော့ဒီ rear ကdesertတဘာဖြစ်တဲ့ current break ပေါ့နော်ဆိုတော့ current break ကခုချိန်မှာဒီ system ထဲမှာမရှိတော့ဘူးဘယ်လိုလောကလည်းနားယူသွားပြီပေါ့နော်ဆိုတော့ current break ကျွန်တော်မှရှိသေးတယ် rating 92နဲ့ match ထားတယ်နောက်တစ်ခု hazard လည်းဒါဘယ်လိုလောကနားယူပါပြီ hazard ဆိုရင် rating 95ပေါ့နော် hazard ကတော့ကျွန်တော်ပိုင်ဆိုင်ထားတဲ့အချိန်မှာ rating ကောင်းတဲ့ကစားသမားဖြစ်တယ်လို့ကျွန်တော်အချိုက်ဆုံးကစားသမားလည်းဖြစ်တယ်ပေါ့နော်ကျွန်တော် Chelsea fan ဖြစ်တဲ့အတွက် hazard ကတော့လုံးဝအရေးကြီးရပေါ့နော်ကျွန်တော်တော်တော်ဒါဘယ်တော့မှမရောက်ထုံးမှကစားသမားတယောက်ပဲဆိုတော့ hazard ရှိမယ်ကျွန်တော်မှာ rating 95အထိတက်ထားတယ်ဆိုတော့နောက်တစ်ယောက်ကန်တီပေါ့နော်Saudi League မှာဆောင်းနေတဲ့ကန်တီDMF မှာတော့ကျွန်တော်ခြိုက်ဆုံးကစားသမားတယောက်ပဲဆိုတော့ rating 93နဲ့ရှိရဲကန်ဒီနဲ့တူကျွန်တော်တွဲပြချင်တာကကျွန်တော်မနောက်ထပ်ရှိတဲ့ကောင်လေးတယောက်ဆိုရင်တော့ဒီမှာပေါ့နော်ပေါ်ပါရှိမယ်ဆိုအနီးကကြောင့်ပွဲထွက်နေရပွဲထွက်ခွင့်ပိတ်ခံထားရတဲ့ကောင်မတယောက်ဆိုတော့ကျွန်တော်မှာပြင်သစ်ကွင်းလည်ပြတဲ့ကန်ဒီပေါ်ပါ2ယောက်အတွဲရှိတယ်နောက်တစ်ခု defense သွားမယ်ပေါ့ defense မှာဆိုတော့ကျွန်တော်ဘန်တိုက်လူဒီကာနဲ့ PK ဆိုပြီးတော့ဒါလက်ရှိပွဲထုတ်ပဲတုံးထားတယ်sub line မှာကျရင်ကျွန်တော်မှာဒီမှာပေါ့နော်စစ် line နေနဲ့ဘုံချီဆိုပြီးတော့ Italy ခန်းစစ်2ယောက်ရှိတယ် Italy ရဲ့ဘုံခန်းစစ်ကြီးပေါ့နော်ဒါကျွန်တော်စိုက်ဆုံးကစားသမား2ယောက်ပါပဲနောက်တစ်ယောက်ကတော့ police ရှိမယ်ဘာ update ထဲမှာဆိုနေမှာရှိမယ်match တွေပါပဲ match တွေ ready match တွေ Kai Havertz ရှိမယ် Tajikistan ရှိမယ်နောက် Modern Lewandowski ကတော့ ready match တွေပေါ့နော်ကျွန်တော်တင်လို့ရှိတယ်ဘုသမားအနေနဲ့ဆိုတော့ main line မှာ Courtois ကိုတုံးတယ် sub line မှာတော့ဒီ Barcelona ဘုသမား Tastri ဂျန်ကိုရှိတယ်နော်နောက်ခု Roberts ထဲမှာတော့ Dybala ရှိမယ် Dybala match ထားတယ်ဒီကစားသမားလည်းကြည့်ရတာကနားယူရလားမသိဘူးနော်နောက်ခုအနေနဲ့တော့ Thiago Silva ရှိမယ် Thiago Silva rating 90နဲ့ရှိမယ်ပေါ်ပါရှိမယ်ပါမာမတ်စ်တွေနောက်ဆုံးနောက်တဲ့အဖိုးတန်စားသမားတယောက်နေရ Ibrahimovic ပေါ့နော် Ibrahimovic ကိုကျွန်တော်ဒီ Google မှာမဝယ်လိုက်ရဘူးအဲ့တုန်းကအခုတော့တစ်ခုလည်းမရှိတော့ပါဘူး Ibrahimovic ကိုလည်းမရှိတော့ဘူးဝယ်လို့လည်းမရတော့ဘူးနော်တခြားသောဒီပိတ်ပေးပြီးဝယ်ရမယ့်ဟာတွေပြီးရင်တခြားသောဒီလို lector မှာလာမယ့်ဟာတွေမှာ price lector မှာလာရင်တော့ရနိုင်ပြီမဲ့ကြောင်မှထင်ပါတယ် Ibrahimovic ကိုကျွန်တော်ထုံးမှမဟုတ်သေးဘူးဆိုတော့ဒီကစားသမားတော့ကျွန်တော်မှပြေဝရှိတယ် Ibrahimovic ရှိတယ်ဆိုတော့ rating 88အရင်တော့မကောင်းပေမဲ့ shoot ကတော်တော်လေးကိုကောင်းတဲ့ကစားသမားပေါ့နော်နောက်ပွဲမှာကျွန်တော်သုံးရပါမယ်ဆိုတော့ဒါပေမဲ့လက်ရှိကစားသမားတွေကျွန်တော်ကစားသမားအများကြီးဝယ်တတ်တဲ့လူမျိုးမဟုတ်ပါဘူးကစားသမားအများကြီးဝယ်တာထက်ဆိုင်ရင်ဒီကဲ tips and trick ပေါ့နော်တခုပြောချင်တာအခုမှဆောက်ဆွဲလူတွေဖြစ်ဖြစ်ဆောက်နေတဲ့လူတွေဖြစ်ဖြစ်ကိုမကြိုက်တဲ့ကစားသမားတွေအများကြီးဖောင်းပေါ်နေရမျိုးဖြစ်နေတယ်ဆိုတော့ရောင်းထုတ်လိုက်လိုတော့ပဲထားပြီးတော့ကစားသမားတွေကိုဒီ coach နဲ့တင်ပေါ့နော်ကိုတကယ်လိုတဲ့ကစားသမားကိုဒီပဲထားပြီးတော့တင်တော့ဒါ rating match ဖို့ညံနေဆိုတော့ဒါပြင်ဒီက rating ကအပြောင်းလဲအများကြီးဖြစ်နေတဲ့အချိန်မှာတော့အဲ့ဒီပြောင်းလဲကိုလိုက်ပြီးတော့ခံစားပြီးတော့လိုက်ပြီးတော့ဒီဝယ်လိုက်ရောင်းလိုက်တွေလုံးနေမှာနော်ဆိုတော့ဘာမှမထူဘူးအများကြီးပြောင်းလဲရမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တင်နော်ပုံမှန်အားဖြင့်ကျွန်တော်တစ်ခါစစ်3ယောက်ထင်းနေဆော်တယ်တိုက်စစ်ကို2ယောက်တွဲဆော်တာများတယ်ပေါ့နော်ဆိုတော့ဒါပါပဲclub ကတော့ကျွန်တော်3 star ပဲရှိသေးတယ်ပေါ့နော် medical center ကိုကျွန်တော်တင်ထားတယ် trading center တင်ထားတယ်ဒီ commercial center တင်ထားတယ်ပေါ့နော်ဒီ bonus win ကို goal point လေးပို့ရအောင်လို့တင်ထားတယ်။နောက် accommodation center မှာတော့ကျွန်တော် player အများကြီးဝယ်တဲ့လူမဟုတ်တဲ့အတွက်အဲ့လိုမတင်ထားဘူးပေါ့နော်။ဒါပါပဲကျန်တာတော့ဘာမှမရှိပါဘူး။ကျန်တဲ့ဒါတွေကကျွန်တော်တော့မပါသေးဘူးခုမှပါလာကြ။ stadium discount နေ clan point အတွက်ဒါ recruitment center ပေါ့နော်ဒါတော့ scout ကကျွန်တော်တို့သုံးတဲ့ feature တိတ်မဟုတ်တဲ့အတွက်ကျွန်တော်ဘာမှတင်နေရမလို့ပေါ့နော်ဒါတော့ကျွန်တော် stadium မှာ
တော့ဒါပါပဲအကောင့်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြရပါဘောနော်ကျေးဇူးတင်ပါတယ်အားလုံး